Customer lifetime value ဆိုတာကတော့ customer တွေကိုကျွန်တော်တို့ကတစ်ခါပဲရောင်းချင်တာမျိုးမဟုတ်ဘဲနဲ့ရေရှည်ရောင်းချင်တဲ့သူတွေပြီးတော့ဒီ customer ကနေမှတစ်ဆင့်နောက်ထပ် customer တွေပွားချင်တဲ့သူတွေလုပ်သင့်တဲ့အချက်တစ်ခုဖြစ်ပါတယ်ဘယ်လိုမျိုးလဲနှလုံးနဲ့မြင်အောင်ပြောပြမယ်ဆိုလို့ရှိရင် customer တွေကကိုယ့်ရဲ့ product or service ကိုတန်ဖိုးတစ်ခုပေးပြီးတော့ဝယ်တယ်ဆိုလို့ရှိရင်သူတို့ပေးလိုက်ရတဲ့ပတ်စံထက်ကျွန်တော်တို့ကပို့ပြီးတော့ရသွားပါတယ်လို့သူတို့ခံစားရအောင်လို့ကျွန်တော်တို့ကလုပ်ပေးနိုင်ရပါမယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကတစ်ခါသားလုပ်မှာမဟုတ်လို့ပါသူတို့တစ်ခါလေးရောင်းချင်တာမဟုတ်ဘူးရေရှည်အတွက်ကြည့်တာမလို့အဓိကကတော့ product ရဲ့ quality ကောင်းရမယ်ပြီးလို့ရှိရင် customer service ကောင်းရမယ်ပြီးလို့ရှိရင်ဝယ်ပြီးသွားတဲ့အခါမှာတော့ customer ကိုတေချာ care လုပ်ရမယ် after sale service လည်းကောင်းဖို့တကယ်လိုအပ်ပါတယ်ဒီ၃ချက်ကအဆင်ပြေတယ်ဆိုလို့ရှိရင်ဒီ customer တယောက်ကဥရှိမှာပဲထပ်ပြီးတော့ဝယ်လိမ့်မယ်ပြီးရင်သူတို့ကနေမှတစ်ဆင့်တခြားသူတွေကိုညွှန်ပေးပါလိမ့်မယ်ကြော်ညာကမကုန်ဘဲနဲ့သူတို့ကကျွန်တော်တို့အတွက်ကြော်ညာပေးမဲ့သူတွေဖြစ်ပါတယ် customer lifetime value ဆိုတာဒါပါပဲ customer နဲ့ကျွန်တော်တို့နဲ့ရေရှည် relationship ကောင်းနဲ့ကျွန်တော်တို့ရဲ့လုပ်ငန်းကရေရှည်အောင်မြင်စွာနဲ့ရပ်တည်နိုင်မှာဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုလို့ရှိရင်တခြားသူတွေလည်းသိသွားအောင်လို့ share ပေးသွားလို့ရပါတယ်အားလုံးပဲကျေးဇူးပါ